မွေးနေ့ကိုဘယ်လိုသွားခဲ့တာလဲဆိုရင်တော့ကိုယ်တိုင်က Grab နဲ့သွားခဲ့တယ်ပေါ့နော် bus ကားနဲ့လည်းသွားလို့ရပါတယ်အသွားပြန်ကို8နိုင်လောက်တော့ကြာပါတယ်ဟိုမှာလည်းဖို့လည်း Jeep ကားချိတ်ထားရပါတယ် Jeep ကားတစ်ရက်လုံး8သိန်းပေါ့နော်သူကနာမည်ကြီးရဲ့နေရာအကုန်လိုက်ပို့ပြီးပါတယ်ကိုယ်တိုင်ကအချိန်သိမ့်မရှိတော့ဒီ White Sand တဲကနာရောက်ပဲလိုက်ပို့ခိုင်းလိုက်တယ်ပေါ့နော်အမှရောက်ရင် ATV စီးပြီးတော့ထက်လေရပါတယ်ကိုယ်တိုင်ကဒီ White Sand ကိုအရင်လာချင်တာမလို့ ATV ကိုလည်းစီးခဲ့တယ်ပေါ့နော်ဒါပေမဲ့အရင်ကျန်းနေကြောက်တဲ့လူတော့မစီးနဲ့ပေါ့နော်ပုံမှာတော့အရင်လာပါတယ်ပူလည်းအရင်ပူတယ်တက်ပုံလေးတွေအများကြီးရိုက်ခဲ့လို့ရတယ်ပေါ့နော်ပြီးရင်တော့ Jeep နဲ့ပဲဒီနာမည်ကြီးတဲ့ Beautiful Road မှာတက်ပုံလေးဗီဒီယိုလေးရိုက်ပါတယ်ပုံလေးကုံလုံးကလည်းကားဓမပဲရိုက်ပြရပေါ့နော်ကားဓမတဘောလေးကောင်းပါတယ်အင်္ဂလိပ်စကားလေးပြောတတ်တယ်ပေါ့နော်ပြီးတော့ကားဓမနဲ့ပဲဒီအပြန်နှစ်ထပ်ကားကြီးကိုလိုက်ပို့ခိုင်းပါတယ်အသွားအပြန်ရောဒီနှစ်ထပ်ကားစီးလို့ရပါတယ်တယောက်စာတော့ကြကြဝန်းရှိရပေါ့နော် easy အိပ်ပြီးတော့ပြန်လို့ရပါတယ်ဒီ bus ကားနဲ့ဆိုရင်တော့4နိုင်ခွဲ9နိုင်လောက်ကြာပါတယ်အချိန်ရှိတဲ့လူတွေကဒီ bus ကားနဲ့ပဲအသွားပြန်သွားလို့ရတယ်ပေါ့နော်